ယောဂီပေါင်းတို့ခင်ဗျာတရားနာယူကြတော့ဓမ္မမိတ်ဆွေယောဂီပေါင်းတို့ခင်ဗျာမော်ဘီမြို့နယ်သဲကူကျောင်းကျေးဇူးရှင်ဆရာတော်အရှင်သူမြတ်ဘုရားထံ၌မုံရွာမြို့နေဒါကာတူဖြစ်သူမုံရွာမြို့နေဒါကာတူဖြစ်သူဥခင်မောင်ဒေါ်ရှိန်တို့ကလာရောက်မှန်ကြပါသဖြင့်မုံရွာမြို့တရားယောဂီများအတွက်ဆရာတော်ဘုရားထံ၌တရားများကိုရှင်းမြင်မှသာအပေရကပိနိဗ္ဗာန်ကဖွင့်ပေးရမှန်ကြသည့်အတိုင်းဆရာတော်ဘုရားသည်စေတနာထက်သန်စွာဖြင့်ဒီတရားများကိုဟောကြားလိုက်ပါတယ်ထိုတရားများကိုကျွန်တော်များမိုးကုန်းဖျားဗုဒ္ဓသာသနာဝေယဝိသနိဗ္ဗာန်ဝတ်သင်မှနောင်လာနောက်သားများမှတ်သားစေရန်အတွက်1326ခုနှစ်ဒုတိယဝါဆိုလဆန်း4ရက်နေ့၌တရားကူးပြီးတော့ဒီကဲ့သို့ဟောကြားပါသောကြောင့်အားလုံးနာကြား၍အပေရကပိပြီးနိဗ္ဗာန်ကပူကြပါစေကုန်သတည်းဆရာတော်ဘုရားကြီးကဟောခိုင်းလို့တခါဟောလာခဲ့ရတယ်မက်တက်စင်ကြားဘူးမှလည်းတခါကြားဘူးဆရာတော်ဘုရားကြီးကဟောခိုင်းလို့ဟောလာခဲ့တယ်တခါကြီးဦးစင်စာတတ်လို့ဟောတာမဟုတ်ဘူးဗျာခန္ဓာကရှာထားတဲ့တရားဟောစာတတ်လို့ဟောတဲ့တရားလဲမဟုတ်ခန္ဓာကအသိဒီအမြင်ဒီအခုလဲတခါကြီးကအလုံးမုံရွာလာဟုတ်လားတခါကြီးအလုံးမုံရွာကလာပြီးတော့အရှင်ဘုရားတပည့်တော်ရရွာကပုံကိုယ်တွေဟာဖြစ်အသိလိမ္မာလေးတွေရအောင်အကျင့်တွေကသိအောင်တကားကြီးကအခုအရှင်ဘုရားမက်တက်စင်လေးတွေသောတာပန်တို့အသိသရဂန်တို့အသိသုလာသောတာပန်တို့အသိမက်စီမာသောတာပန်တို့အသိတွေအမြင်တွေဟောပြပြီးတော့တပည့်တော်ကြိုးဖမ်းပါရစေဘုရားလို့ဆရာဦးစင်းကိုလျှောက်လို့အခုတကားကြီးကတောင်းလို့တကားကြီးတောင်းလို့ဦးစင်းကဟောရအောင်ဘာဟောမလဲဆိုလို့ရှိရင်ဦးစင်းကတော့ဇာတွေတော့ဟောတတ်တာမဟုတ်ဘူးခန္ဓာကရှားထားတဲ့တရားတွေကိုဟောမှာဗျာအဲ့တော့ခန္ဓာမှာရှားထားတဲ့တရားကမြတ်စွာဘုရားဟောထားတဲ့တရားတွေပဲသတိပဋ္ဌာန်လေးပါတရားတော်မြတ်ကြီးထားခဲ့တယ်လူပြေမှာကာယရဲ့ဝေဒနာရဲ့စိတ်ဓာတ်ရဲ့ဓမ္မရဲ့ဟောသတိပဋ္ဌာန်လေးပါတရားတော်မြတ်ကြီးထားခဲ့တယ်နတ်ပြေမှာတော့စိတ်ဓာတ်သတိပဋ္ဌာန်စိတ်ဓာတ် ानु ပါဒနာနတ်ပြေမှာထားခဲ့တာကစိတ်ဓာတ်သတိပဋ္ဌာန်စိတ်ဓာတ် ानु ပါဒနာနတ်ပြေမှာတော့ရုပ်ဝေဒနာကမရှိဘူးနာမ်ဝေဒနာရှိလို့နာမ်ဝေဒနာရှိလို့အဲ့ဒါကစိတ်ဓာတ်သတိပဋ္ဌာန်စိတ်ဓာတ် ानु ပါဒနာထားခဲ့တယ်လူပြေကြီးကတော့ရုပ်ဝေဒနာကြမ်းလို့ဒီယုတ်နဲ့ဒီနာကံစိတ်ဥရုအာဟာရအကြောင်းတရား၄ပါးဖြစ်ပေါ်တဲ့ယုတ်မို့လို့အာဟာရယုတ်ကြီးမို့လို့ယုတ်ဝေဒနာကအမတန်ဖောက်ပြန်ကြမ်းတမ်းမှုရှိနေလို့ကာယရဲ့ဝေဒနာရဲ့စိတ်ဓာတ်ရဲ့ဓမ္မရဲ့အဲ့ဒီ၄ပါးထားခဲ့အဲ့ဒီတော့လူပြေကြီးအခုတရားလိုက်တဲ့ပုဂ္ဂိုလ်ရဲ့မြတ်စွာဘုရားထားခဲ့တဲ့တရားကတော့သတိပဋ္ဌာန်၄ပါးတရားထားခဲ့တဲ့တချို့ကတော့စိတ်ဓာတ်သတိပဋ္ဌာန်လိုက်တဲ့တချို့ကတော့ဝေဒနာသတိပဋ္ဌာန်လိုက်တယ်ကာယသတိပဋ္ဌာန်လိုက်တယ်ဓမ္မသတိပဋ္ဌာန်လိုက်တယ်တချို့ကတော့အဖျားကနေပြီးကောက်ပြီးတော့ဓမ္မလိုက်ကြတယ်တချို့ကတော့ခလဲလောက်လိုက်ပြီးတော့စိတ်ဓာတ်သတိပဋ္ဌာန်လိုက်ကြတယ်တချို့ကတော့အရင်အဖျားတောင်မသိကြဘူးအဲ့ဒီတော့ကာယမြတ်စွာဘုရားထားခဲ့တဲ့တရားကတော့ကာယဝေဒနာကာယဝေဒနာစိတ်ဓာတ်ဓမ္မတဲ့ကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာတဲ့ဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာစိတ်ဓာတ်သတိပဋ္ဌာန်စိတ်ဓာတ် ानु ပါဒနာတဲ့မြတ်စွာဘုရားကိုရောမြတ်ကြီးကတော့သတိပဋ္ဌာန်တရား၄ပါးထားခဲ့တာအဲ့တော့သတိပဋ္ဌာန်တရားတော့တချို့ကတော့လိုက်နေတဲ့တရားဟာကာယသတိပဋ္ဌာန်လဲကာယသတိပဋ္ဌာန်မှလည်းမသိဝေဒနာသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်မှလည်းမသိစိတ်ဓာတ်သတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်မှလည်းမသိဘူးတော့တချို့ပြောလေပြောတာရှိတဲ့ပုံကိုယ်တည်းရှုနေတာကတော့ကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာပဲအဲ့ဒီတော့မြင်ပြက်ကြားပြက်နာမ်ပြက်စားပြက်ထိပြက်သိပြက်အဲ့ဒီလိုအပြက်တွေကိုရှုနေတာစိတ်ဓာတ် ानु ပါဒနာခေါ်လို့ခေါ်ကာယသတိပဋ္ဌာန်ကာယ ानु ပါတချို့ကတော့ရင်ကြိုင်ကလေးစိုက်ပြီးတော့စိတ်ဓာတ်သတိပဋ္ဌာန်စိတ်ဓာတ် ानु ပါဒနာခေါ်လို့ခေါ်ရင်ကြိုင်စိုက်တာကကာယကိုစိုက်ထားတာကာယသတိပဋ္ဌာန်ပဲဖြစ်သေးတယ်ကာယ
ကာယရဲ့ဝေဒနာရဲ့စိတ်ဓာတ်ရဲ့ဓမ္မရဲ့တဲ့ဟောသတိပဋ္ဌာန်တရား၄ပါးထားခဲ့တဲ့တချို့ကာယသတိပဋ္ဌာန်ကာယသတိပဋ္ဌာန်မှလည်းမသိဝေဒနာသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်မှလည်းမသိစိတ်ဓာတ်သတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်မှလည်းမသိဓမ္မသတိပဋ္ဌာန်ဓမ္မသတိပဋ္ဌာန်မှလည်းမသိဘူးသတိပဋ္ဌာန်၄ပါးတရားတော်များကြီးမြတ်စွာဘုရားကိုတော်မြတ်ကြီးကလူပြေကြီးထားခဲ့တဲ့ကာယသတိပဋ္ဌာန်အသိဉာဏ်နဲ့အသိဝိဇ္ဇာဉာဏ်နဲ့မြတ်စွာဘုရားကိုတော်မြတ်ကြီးကစိတ်ဓာတ်သတိပဋ္ဌာန်တစ်ချိန်တစ်ခါရောက်ဖို့တဲ့ပုဂ္ဂိုလ်ဟာဖြင့်အပယ်လွတ်နိုင်ပါတယ်။ဘာကြောင့်အပယ်လွတ်နိုင်တယ်လဲတဲ့ကာယရဲ့ဝေဒနာရဲ့စိတ်ဓာတ်ရဲ့ဓမ္မရဲ့တဲ့အဲ့ဒီတော့ကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်အဲ့ဒီတော့ကာယသတိပဋ္ဌာန်ဆိုတာတရားဓမ္မများနာသီပြတိုးထွက်တိုးဝင်လာတာလေးသိနေတာကာယသတိပဋ္ဌာန်ကိုခေါ်တယ်ကာယသတိပဋ္ဌာန်ကထွက်တာလေးသိဝင်တာလေးသိထွက်တာလေးသိဝင်တာလေးသိနေတော့အောက်ကအမာနဲ့ကိုယ်နဲ့တွေ့လိုက်တဲ့အချိန်ခါဖသာဝေဒနာဖြစ်လာတယ်ဝေဒနာဖြစ်လာတော့နာတိပြကပ်နေတဲ့နန္တရားမနေနိုင်တော့ဘူးသူသဘောအတိုင်းသူပြောင်းသွားတယ်ဘယ်ကိုပြောင်းသွားလဲဝေဒနာကိုသွားပြီးသိလိုက်တယ်ဝေဒနာသွားသိလိုက်တော့ဝေဒနာသတိပဋ္ဌာန်ကိုခေါ်တယ်အဲ့ဒီတော့ကာယသတိပဋ္ဌာန်ရဲ့ဝေဒနာသတိပဋ္ဌာန်ရဲ့နာဟာသူသဘောနဲ့သူပြောင်းနေတာကိုလှုပ်ယူလို့ရတာမဟုတ်ဘူးမြတ်စွာဘုရားထားခဲ့တာကတော့သတိပဋ္ဌာန်တရား၄ပါးထားခဲ့တဲ့ကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်နဲ့ဝေဒနာနာသွားသိလိုက်ပြီဆိုရင်ဝေဒနာသတိပဋ္ဌာန်ကိုခေါ်တယ်ဝေဒနာတွေကုံဆုံးသွားပြီးတဲ့စိတ်ဓာတ်သတိပဋ္ဌာန်ရောက်လိမ့်မယ်စိတ်ဓာတ်သတိပဋ္ဌာန်ကနေပြီးတော့ဒီယုံနဲ့ဒီနာဖြစ်ပြီးပြက်ပါလားအတိတ်ကာလတုန်းကဒီယုံနဲ့ဒီနာဟာဖြစ်ဒီယုံနဲ့ဒီနာဖြစ်လာတဲ့ယုံနာကဖြစ်အတိတ်ကာလတုန်းကငါနာတယ်ငါကြိုက်တယ်ငါတုံးတယ်ငါမခံနိုင်တော့ပါဘူးဆိုတဲ့စိတ်ဟာဖြစ်ဒီယုံနဲ့ဒီနာသမာဓိနဲ့ဖန်လိုက်တော့ယုံနာနှစ်ပါးတတတိဖြစ်ပြီးတတတိချုပ်သွားပါလားမပိုင်နဲ့တရားအစိုးမရတဲ့တရားသူသဘောနဲ့သူဖြစ်ပြီးသူသဘောနဲ့သူပြက်ပါလားလို့သိလိုက်တဲ့စိတ်ကလေးဟာအဲ့ဒါဓမ္မာသတိပဋ္ဌာန်လို့ခေါ်တယ်အဲ့ဒီတော့ကာယသတိပဋ္ဌာန်ရဲ့ဝေဒနာသတိပဋ္ဌာန်ရဲ့စိတ်ဓာတ်သတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်တစ်ချိန်တစ်ခါရောက်ဖို့တဲ့ပုဂ္ဂိုလ်ဘယ်တော့မှအပယ်လေးပါးကမကြနိုင်ဘူးအဲ့ဒီတော့ကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်ကိုတစ်ချိန်ရောက်ဖို့တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဟာသုလာသောတာပန်လို့ခေါ်တယ်သုလာသောတာပန်တို့အသိအမြင်ကတော့ဝေဒနာတွေဖြစ်ပြဆုံးတဲ့နေရာလေးသိလိုက်တယ်ညာသိလိုက်တဲ့စိတ်ဝေဒနာတွေကုံဆုံးသွားတဲ့နေရာလေးသိလိုက်တဲ့ညာသိလိုက်တဲ့စိတ်ဓာတဘာကုံဆုံးသွားတဲ့ညာဓာတဘာကုံဆုံးသွားလို့သိလိုက်တဲ့စိတ်အဲ့ဒီတော့ဒကာဒကာမများသုလာသောတာပန်တို့အသိအမြင်ကဓာတ်ကြီး၄ပါးဤရှိတဲ့လက္ခဏာသဘောဟာဖြင့်ပထဝီဓာတဘာကိုဥဆောင်တက်လာတဲ့အာဘောဥဆောင်တက်လာတဲ့ဝါယောဥဆောင်တက်လာတဲ့ဒီဇောဥဆောင်တက်လာလိမ့်မယ်ပထဝီဥဆောင်တက်လာလို့ရှိရင်ပထဝီဓာတဘာကိုအစရဲ့အလေရဲ့အဆုံးရဲ့သိလိုက်တဲ့ညာဘယ်လိုသိတယ်လဲတဲ့ခန္ဓာကိုသမာဝါယမသမာသတိသမာသမာဓိဟုတ်တာသမာဝါယမဆိုတာဘယ်လိုဟာလဲသမာသတိဆိုတာဘယ်လိုဟာလဲသမာသမာဓိဆိုတာဘယ်ဟာလဲအဲ့ဒီခန္ဓာကိုယ်သုံးသပ်လိုက်တဲ့ချိန်ခါသမာဝါယမသမာသတိသမာသမာဓိသုံးပါးဥဆောင်ပြီးတော့ခန္ဓာကိုယ်အာယုန်လေးပြုတ်ပြီးနေလိုက်တော့သမာဝါယမလို့ခေါ်တယ်ဓာတ်ကြီး၄ပါးဖောက်ပြန်လာပြီဆိုတော့ပထဝီဓာတ်ကအာဘောဓာတ်ကတေဇောဓာတ်ကဝါယောဓာတ်ကဓာတ်ကြီး၄ပါးဖောက်ပြန်လာပြီဆိုရင်ပထဝီဥဆောင်တက်လာပြီဆိုရင်တင်းလာတယ်တင်းတဲ့ယုတ်ကပေါ်လာတယ်တင်းတယ်လို့သိတဲ့အနာတင်းတာအစတင်းတာအလဲတင်းတဲ့အဆုံးကိုသိလိုက်ပြန်ပြီဆုံးသွားပြန်ပြီခန္ဓာ၅ပါးယုံနာ၅ပါးတထတိဖြစ်ပြီးတထတိချုပ်သွားပြန်ပြီတင်းယုတ်ကပေါ်တင်းယုတ်ကပြက်သွားတော့တောင်းယုတ်ပေါ်လာပြန်လိမ့်မယ်တောင်းယုတ်ပေါ်လာတော့တောင်းတယ်လို့သိတဲ့အနာပြစ္ဆုတ်ပါနာယုတ်ကပြန်ခုနတင်းယုတ်ကပေါ်တင်းယုတ်ကိုသိပြီးတင်းယုတ်ကပြက်သွားတော့တင်းတယ်လို့နာငါမသိတော့ဘူးခန္ဓာ၅ပါးယုံနာ၅ပါးတထတိဖြစ်ပြီးတထတိချုပ်သွားပြန်ပြီ
တင်းယုတ်ကပေါ်တင်းယုတ်ကပြဲတောင်းယုတ်ပေါ်တောင်းယုတ်ကပြဲတောင်းယုတ်ပေါ်ပြန်တော့လဲတောင်းနာအစတောင်းနာအလဲတောင်းတဲ့အစုံတိုက်လိုက်တာပဲခန္ဓာ၅ပါးယုံနာနှစ်ပါးတထတိဖြစ်ပြီးတထတိချုပ်သွားပြန်ပြီတောင်းယုတ်ပေါ်ပြန်တော့တဲ့ကျင်ယုတ်ပေါ်အောင်မယ်ကျင်ယုတ်ပေါ်လာပြန်တော့ကျင်တယ်လို့သိလိမ့်အောင်မယ်နာကအဲ့တော့ယုံနဲ့နာနဲ့တထတိဖြစ်ပြီးတထတိပြည့်လိမ့်မယ်အဲ့ဒီတော့ကျင်နာပေါ်တော့ကျင်တယ်လို့သိတယ်နာကျင်နာအစကျင်နာအလဲကျင်တဲ့အဆုံးကိုသိလိုက်တယ်ဉာဏ်သိလိုက်တယ်စိတ်ကျင်နာပြတ်သွားတော့ကျင်နာခန္ဓာ၅ပါးယုံနာနှစ်ပါးတထတိဖြစ်ပြီးတထတိချုပ်သွားပြန်ပြီထုံနာပေါ်လာလိမ့်အောင်မယ်ထုံနာပေါ်လာတော့ထုံတယ်လို့သိတယ်နာထုံနာအစထုံနာအလဲထုံတဲ့အဆုံးကိုတိုက်လိုက်ပြန်ပြီတိုက်လိုက်တော့ခန္ဓာ၅ပါးယုံနာနှစ်ပါးတထတိဖြစ်ပြီးတထတိချုပ်သွားပြန်ပြီထုံနာပြဲသွားတော့အောင့်နာပေါ်လေအောင်မယ်အောင့်နာနာငါသွားသိလိုက်လေအောင်မယ်အောင့်နာအစအောင့်နာအလဲအောင့်တဲ့အစုံတိုက်လိုက်ပြန်ပြီခန္ဓာ၅ပါးယုံနာနှစ်ပါးတထတိဖြစ်ပြီးတထတိချုပ်သွားပြန်ပြီအောင့်နာပြဲသွားတော့ခန္ဓာ၅ပါးချုပ်သွားပြန်ပြီချုပ်သွားတော့ကြိုက်တာပေါ်လာလိမ့်အောင်မယ်ကြိုက်တာပေါ်လာတော့ကြိုက်တာအစကြိုက်တာအလဲကြိုက်တဲ့အစုံတိုက်လိုက်ပြန်ပြီဓာကြီးတစ်ပါးဟာဖြင့်ပထဝီဤလက္ခဏာသဘောတင်းနာကပေါ်တင်းနာကပြဲတောက်နာပေါ်တောက်နာကပြဲထုံနာပေါ်ထုံနာကပြဲကျင်နာပေါ်ကျင်နာကပြဲအောက်နာပေါ်အောက်နာကပြဲကြိုက်တာပေါ်ကြိုက်တာကပြဲဟောဓာတစ်ပါးကုံဆုံးသွားပြီအဲ့ဒီလိုများဓာတစ်ပါးကိုကုံဆုံးသွားပြီဆိုလို့သိလိုက်တဲ့စိတ်ကလေးသိလိုက်တဲ့ဉာဏ်ကလေးအဲ့ဒီလိုကုံစင်အောင်သိလိုက်ပြီဆိုရင်ပထဝီဤဓာတစ်ပါးကိုအစရဲ့အလဲရဲ့အဆုံးရဲ့သိလိုက်ပြီဆိုလို့ရှိရဲ့ငါသေးလို့ရှိရင်ဟေသဘိတ်မတော်ကြနဲ့သာတို့ရေသမီးတို့ရေငါသေးရင်ဘယ်ကိုသွားမလဲငါ6ရွာသွားတော့မယ်လို့ပြောနိုင်ပြီအနှုတ်မော်ရင်ဒီယုံနာကိုအစအလဲအဆုံးအစွန်မှမမြင်တဲ့ပုံကိုယ်တွေဖြစ်တာပြက်တာလေးတော့သိပါရဲ့မြင်ပြက်တိကြားပြက်တိနာမ်ပြက်တိစားပြက်တိစားတွေသိနေလို့ကတော့အပေဘယ်တော့မှမလွတ်ဘူးတရားဓမ္မများအဲ့ဒီတော့ခန္ဓာကိုရှားလိုက်ပြီဆိုရင်ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောကပထဝီဓာတ်တစ်ပါးကိုတက်လာပြီဆိုရင်အစနဲ့အလဲနဲ့အဆုံးနဲ့တိုက်လိုက်ရင်ပြန်ကုံဆုံးသွားတာသိလိမ့်မယ်စိတ်ဓာတ်သတိပဋ္ဌာန်ရောက်လိမ့်မယ်အာဘောဓာတ်တစ်ပါးကိုအစရဲ့အလဲရဲ့အဆုံးရဲ့တိုက်လိုက်ပြီဆိုရင်ပြည့်နေအာဘောဓာတ်တစ်ပါးကုံဆုံးသွားလိမ့်မယ်ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောဟာပြည့်ပထဝီဥဆောင်တက်လာလို့ရှိရင်ဖြင့်ပထဝီကုံစင်အောင်တိုက်လိုက်လိမ့်မယ်အာဘောတက်လာရင်အာဘောကုံစင်အောင်တိုက်လိုက်လိမ့်မယ်တေဇောတက်လာရင်တေဇောကုံစင်အောင်တိုက်လိုက်လိမ့်မယ်ဝါယောတက်လာရင်ဝါယောကုံစင်အောင်တိုက်လိုက်လိမ့်မယ်ဒီလိုမှဓာတ်ကြီး၄ပါးဤလက္ခဏာသဘောမှာမသိတဲ့ပုဂ္ဂိုလ်ဖြစ်တာပြက်တာလေးသိနေလို့ကတော့တရားဓမ္မများဘယ်တော့မှအပယ်မလို့ဘူးဘာကြောင့်လဲတဲ့တရားသမားတွေအများအပြားကြီးရှိတယ်မေးလိုက်ရင်ဖြင့်ယုံနာသိပလားယုံနာကွဲပလားယုံနာအစအလဲအဆုံးကိုသိပလားယုံနာနှစ်ပါးတထတိဖြစ်ပြီးတထတိချုပ်တဲ့လက္ခဏာကိုသိပလားဒီလိုမေးလိုက်လို့ရှိရင်ဖြင့်စာအုပ်ကြီးတဲ့ကြည့်ပြီးတော့ပြောလိုက်ကြတာတို့လည်းယုံနာသိတာပဲတို့လည်းပဲယုံနာသိတယ်ယုံနာကွဲတယ်လို့ဒီလိုပြောတယ်မေးလိုက်ပြီဆိုရင်ယုံနာကိုသိတာကနဲ့တယ်ဖြစ်တာပြက်တာလေးသင်ညာသိနေတာကများတယ်အဲ့ဒီတော့မြင်တာလေးပြက်တယ်ကြားတာလေးပြက်တယ်နာတာလေးပြက်တယ်စားတာလေးပြက်တယ်ထိတာလေးပြက်တယ်သိတာလေးပြက်တယ်လို့ဒီလိုစာအုပ်ကြီးတယ်ကြည့်ပြီးတော့မြင်ပြက်တယ်ကြားပြက်တယ်ကအများကြီးသိနေကြတယ်ဒီလိုသိတာကအပယ်လွတ်မလားဘယ်တော့မှမလွတ်ဘူးခန္ဓာကိုရှာမှဓာတ်သဘောဓာတ်ဆောင်နေတဲ့လက္ခဏာတွေကိုသိပါမှာဓာတ်သဘောဓာတ်ဆောင်နေတဲ့လက္ခဏာပထဝီသဘောအာဘောဤသဘောတေဇောဤသဘောဝါယောဤသဘောလက္ခဏာတွေကိုပထဝီသဘောကတင်းတဲ့သဘောတင်းပါလားတောင်းတဲ့သဘောကလည်းတောင်းတာပဲသူဆောင်နေပါလားအောင်တဲ့သဘောကလည်းအောင်တာပဲသူဆောင်ပါလားကြိုက်တာကလည်းကြိုက်တဲ့သဘောသူဆောင်ပါလားကြက်တာကလည်းကြက်တဲ့သဘောသူဆောင်ပါလားယိုစီးတာကလည်းယိုစီးတဲ့သဘောသူဆောင်ပါလား
ပူတာကလည်းပူတဲ့သဘောသူဆောင်ပါလားအေးတာကလည်းအေးတဲ့သဘောသူဆောင်ပါလားလှုပ်ထားကလည်းလှုပ်တဲ့သဘောသူဆောင်ပါလားတွန်းတာကလည်းတွန်းတဲ့သဘောသူဆောင်ပါလားရုပ်ဖောက်ပြန်နိုင်နာငါလိုက်သိပြီးတော့ဝေဒနာခံစားတဲ့နာပါလားနာနဲ့ယုံနဲ့ဟာသူသဘောသူအသိသိဆောင်နေတဲ့ယုံနာပါလားအဲ့ဒီလိုဓာတ်သဘောဓာတ်ဆောင်နေတဲ့လက္ခဏာကိုမြင်ပါမှအပယ်လွတ်လိမ့်မယ်ဒီလိုမှမတည်ရင်ပြစားတဲ့ကယုံနာကြည့်ပြီးတော့မြင်ပြကြပြနံပြစားပြတဲ့အင်းစာရီသိပြီးသင်ညာသိနေလို့ကတော့ခန္ဓာကိုမရှာလို့ကတော့ပေဂာနီဆဲဆဲမှာမြတ်စွာဘုရားကိုတော်မြတ်ကြီးကရုပ်ပဲခန္ဓာဝေရณะခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာမနောဝိညာဉ်နဲ့ခန္ဓာနာမ်ခန္ဓာ၄ပါးရှိတဲ့ယုတ်တရားခန္ဓာ၅ပါးယုတ်နာ၂ပါးဝေရณะခန္ဓာဖြစ်လာပြီဆိုလို့ရှိရင်သင်္ညေခန္ဓာကသင်ညာပေးလိုက်လိမ့်မယ်ဘယ်လိုပေးလိုက်မယ်ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောဟာအခုလာရောက်တဲ့ယောဂီပုဂ္ဂိုလ်တွေကပြန်ပထဝီဓာတ်ကသမဲ့ပုဂ္ဂိုလ်ပါမယ်အာဘောဓာတ်ကသမဲ့ပုဂ္ဂိုလ်ပါမယ်တေဇောဓာတ်ကသမဲ့ပုဂ္ဂိုလ်ပါမယ်ဝါယောဓာတ်ကသမဲ့ပုဂ္ဂိုလ်ပါမယ်ဓာတ်ကြီး၄ပါးတစ်ပါးပါကသလိမ့်မယ်အဲ့ဒီတော့ယုံနာကိုသိရင်သိဓာတ်ကိုသိရင်သိမသိလို့ရှိရင်ဖြင့်သင်ညာကသင်ညာသိနေတဲ့ယုံနာနဲ့တဲ့ခန္ဓာရှားတဲ့ယုံနာနဲ့ကွာသွားလိမ့်မယ်အဲ့ဒီတော့သင်ညာသိနေတဲ့ယုံနာကတော့အပေပဲတော့မှမလို့ဘူးအဲ့ဒီတော့တရားဓမ္မများဓာတ်ကြီး၄ပါးဤလက္ခဏာသဘောကိုသိပါမှာမသိလို့ရှိရင်ပထဝီယုတ်ကသတ်တော်မယ်ဆိုတော့ခန္ဓာဓာတ်ကြီးတောင်းလာမယ်တင်းလာမယ်ထုံလာမယ်ကြိုက်လာမယ်အောင်လာမယ်မေးခိုင်လာမယ်သေရောအဲ့ဒီလိုမေးခိုင်လာပြီဆိုလို့ရှိရင်ပြန်ခန္ဓာကိုယ်ကြီးအပြင်တောင်းတင်ပြီးမေးခိုင်သေးရတော့မယ်အာဘောယုတ်ကသတ်မဲ့ပုဂ္ဂိုလ်ကြတော့ပညာယုတ်ကြီးဖော်လာလိမ့်မယ်ဖော်လာပြီဆိုရင်ပရမတ္ထသဘာဝယုတ်ကကြက်လာတော့မယ်ကြက်ပြီးသေးရတော့မယ်တေဇောယုတ်ကသတ်မဲ့ပုဂ္ဂိုလ်ကြတော့ရေခဲဒုံကြီးလို့အေးခြင်းလဲအေးလာလိမ့်မယ်ပူခြင်းလဲပူလာလိမ့်မယ်ပူလောင်ပြီးသေးရလိမ့်မယ်ဝါယောယုတ်ကအနာလင်းများနဲ့ယုတ်ခမင်းစာရင်လည်းပြတ်လိမ့်မယ်လမ်းသွားရင်လည်းပြတ်လိမ့်မယ်နောက်ဖေသွားရင်လည်းပြတ်လိမ့်မယ်အိယာတဲ့လည်းပြတ်လိမ့်မယ်ဈေးရောင်ရင်လည်းပြတ်လိမ့်မယ်လမ်းသွားရင်လည်းပြတ်လိမ့်မယ်ဝါယောယုတ်ကအမတန်လင်းများနဲ့ယုတ်အဲ့ဒီဓာတ်ကြီး၄ပါးဤလက္ခဏာသဘောကိုပထဝီဤသဘောတရားအာဘောဤသဘောတရားသေဇောဤသဘောတရားဝါယောဤသဘောတရားတွေကိုသိပါမှာမသိလို့ရှိရင်ဖြင့်သေဂာနိစေတဲ့ခန္ဓာ၅ပါးယုံနာ၂ပါးပြတ်တော်မယ်ဆိုတော့ပထဝီဓာတ်ကသတ်တော်မယ်ပုဂ္ဂိုလ်ကြတော့ခန္ဓာဓာတ်ကြီးတောင်းလာတယ်တင်းလာတယ်ထုံလာတယ်ကျင်လာတယ်ကြိုက်လာတယ်မေးခိုင်လာပြီဆိုရင်ငါကိုကြီးကတော့တင်းလာပြီငါမေးခိုင်လာပြီငါတော့သေရတော့မှာပဲလို့အဲ့ဒီလိုများနန္တရားလေးညှို့လိုက်ပြီဆိုရင်ဖြင့်မြေကြီးနဲ့လက်ဝါးနဲ့တော့ပုတ်ရင်တော့လွဲချင်လဲလွဲသွားမလားအပယ်လေးပါကတော့ကျင်းသေးဆင်းရပြီဘာကြောင့်လဲဓမြစွာဘုရားကိုတော်မြတ်ကြီးကအထင်ရှားကြီးဟောထားတယ်အဝိဇ္ဇာတဏှာဥပါဒံဘဝဇာတိတဲ့ဝေဒနာတဏှာဥပါဒံဘဝဇာတိတဲ့အဲ့ဒီတော့ဝေဒနာတစ်ခုဖြစ်လာပြီဆိုရင်ယုံမှန်လည်းမသိနာမှန်လည်းမသိဓာတ်သဘောဓာတ်ဆောင်နေတဲ့လက္ခဏာလည်းမသိတော့ဝေဒနာဘောကိုနားတယ်လို့သတ်မှတ်လိုက်တဲ့စိတ်ကဘာစိတ်လဲဝေဒနာဘောနားတယ်လို့သတ်မှတ်လိုက်ရင်နာတာကြီးလောဘဖြစ်သွားပြီလောဘဖြစ်သွားတယ်တဏှာဖြစ်သွားပြီတဏှာဖြစ်သွားတယ်ကဥပါဒံဖြစ်သွားပြီဥပါဒံဖြစ်သွားတယ်ကဆွဲလန်းသွားပြီအဲ့ဒီတော့ဝေဒနာတဏှာဥပါဒံဘဝဇာတိတဲ့အဲ့ဒီတော့ဓာတ်၄ပါးဓာတ်ကြီး၄ပါးဤလက္ခဏာသဘောကိုသိရင်သိသင်ညာသိပြီးတော့ဖြစ်တာပြက်တာမြင်ပြက်ကြားပြက်နေဒီလိုမြင်ပြက်ကြားပြက်နေတဲ့ပုဂ္ဂိုလ်တွေကတော့အပယ်ဓာတ်လိုက်ဆင်းရမှာပဲဘာကြောင့်လဲတဲ့သေဂာနီစေကြတော့အော်ဟစ်ပြီးတော့သေကြရရောတေဇောယုတ်ကသတ်မဲ့ပုဂ္ဂိုလ်အာဘောယုတ်ကသတ်မဲ့ပုဂ္ဂိုလ်ဝါယောယုတ်ကသတ်မဲ့ပုဂ္ဂိုလ်ဓာတ်ကြီး၄ပါးကတော့တဘာဘာသတ်လိမ့်မယ်အဲ့ဒီတော့ပထအခုကားတဲ့အလေးအကျဉ်လုပ်ပြီးတော့ဒီယုတ်ဤဖောက်ပြန်လာတဲ့ဥစ္စာသင်ညာစေသသိလော့အောင်ရှုကြဥပါဒံယုတ်ဟာဥပါဒံလော့အောင်ရှုကြရလိမ့်မယ်
ဥပါဒံယုတ်ဥပါဒမှမလို့လို့ရှိရင်ဖြင့်အစွဲကြီးဖြစ်ကြလိမ့်မယ်အဲ့ဒီတော့တရားဓမ္မများသုလာသောတာပန်တို့အသိအမြင်ကတော့သုလာသောတာပန်များကဓာတ်တစ်ပါးကိုအစအလေအဆုံးကိုသိလိုက်တဲ့ဉာဏ်သိလိုက်တဲ့စိတ်ဘာကြောင့်သိတယ်လဲဓာတ်ကြီး၄ပါးဤလက္ခဏာသဘောဟာဖြင့်ပထဝီကဥဆောင်တက်လာလို့ရှိရင်ဖြင့်တင်လာတယ်တောင်းလာတယ်ထုံးလာတယ်ကျင်လာတယ်ကြိုက်လာတယ်အဲ့ဒီဓာတ်တစ်ပါးကုံစင်သွားပြီဆိုရင်အနိစ္စကိုလည်းမြင်တယ်ဒုက္ခလည်းမြင်တယ်အစိုးမရအနတ္တလည်းမြင်တယ်အဲ့ဒီလိုမြင်နေတဲ့ပုဂ္ဂိုလ်ကြပြီဆိုလို့ရှိရင်ဖြင့်အနိစ္စလည်းမြင်တယ်ဒုက္ခလည်းမြင်တယ်အနတ္တလည်းမြင်ပြီဆိုလို့ရှိရင်ဖြင့်ယုံနာဘောကိုဝေဒနာဘောကိုလွတ်တော့မယ်သင်ညာလွတ်ထွက်သွားလိမ့်မယ်အဲ့ဒီတော့ခန္ဓာ၅ပါးယုံနာနှစ်ပါးတထတိဖြစ်တထတိပြက်လာလို့ပထဝီဣဓာတ်တစ်ပါးကိုအစအလေအဆုံးကိုသိလိုက်ပြီဆိုရင်ဩဒီယုံနဲ့ဒီနာဟာပြက်တင်းနာကပေါ်တင်းနာကပြက်သွားပါလားယုံနဲ့နာနဲ့တထတိဖြစ်ပြီးတထတိပြက်ပါလားတင်းနာပေါ်တင်းတယ်လို့သိတယ်နာမလားတင်းနာပြက်သွားတော့တင်းတယ်လို့သိမှုအားလည်းမရှိတော့ပါလားအတိဆုံးသွားပါလားတောင်းနာပေါ်တော့တောင်းတယ်လို့သိတဲ့နာမလားတောင်းနာသိပြီးတော့တောင်းနာပြက်သွားတော့တောင်းတယ်လို့သိတဲ့အသိကလည်းဆုံးသွားပါလားကြိုက်ထားပေါ်တော့ကြိုက်တယ်လို့သိတဲ့နာမလားကြိုက်ယုတ်ကပြက်သွားတော့ကြိုက်တယ်လို့ခံစားတဲ့နာအသိကလည်းဆုံးသွားပါလားအောင့်နာပေါ်တော့အောင့်တယ်လို့သိတဲ့နာမလားအောင့်နာပြက်သွားတော့အောင့်တယ်လို့အသိဝေဒနာခံစားတဲ့နာအသိဆုံးသွားပါလားကြိုက်ထားပေါ်တော့ကြိုက်တယ်လို့သိတဲ့နာကြိုက်တာပြက်သွားတော့ကြိုက်တယ်လို့အသိမရှိတော့ပါလားနာနဲ့ယုံနဲ့တထတိဖြစ်ပြီးတထတိပြက်ရတဲ့လက္ခဏာပါလားဖြစ်လိုက်ပြက်လိုက်နဲ့ဒီယုံနဲ့ဒီနာဟာအနိစ္စဆိုတာများစွာဘုရားကိုတော်မြတ်ကြီးဟောထားတာဘဝဒီအမျိုးမျိုးပြောင်းပြီးတော့ဖြစ်ပြက်နေတဲ့အနိစ္စပါလားဘဝဒီအမျိုးမျိုးပြောင်းပြီးတော့တင်နာကပေါ်တင်နာကပြက်တောက်နာကပေါ်တောက်နာကပြက်ကျင်နာပေါ်ကျင်နာကပြက်ထုံနာပေါ်ထုံနာကပြက်အောက်နာပေါ်အောက်နာကပြက်ကြိုက်တာပေါ်ကြိုက်တာကပြက်ဖြစ်လိုက်ပြက်လိုက်နဲ့ဘဝဒီအမျိုးမျိုးပြောင်းပြီးတော့ဖြစ်ပြက်နေတဲ့အနိစ္စပါလားလို့ဘဝတွေအမျိုးပြုတ်တင်းတဲ့ဘဝကတစ်မျိုးတောင်းတဲ့ဘဝကတစ်မျိုးထုံတဲ့ဘဝကတစ်မျိုးကျင်တဲ့ဘဝကတစ်မျိုးအောက်တဲ့ဘဝကတစ်မျိုးကြိုက်တဲ့ဘဝကတစ်မျိုးဘဝတွေအမျိုးမျိုးပြောင်းပြီးတော့ဖြစ်ပြနေတဲ့သံဃာဆိုတဲ့အနိစ္စပါလားဒီယုံနဲ့ဒီနာဖြစ်လာရင်အနိစ္စပါလားဒီယုံနဲ့ဒီနာဖြစ်လာရင်ဒုက္ခတရားကြီးပါလားမြတ်စွာဘုရားကဒီယုံနဲ့ဒီနာဖြစ်လာရင်ဒုက္ခပါလားလို့မြတ်စွာဘုရားဟောထားပါလားအနိစ္စလည်းဒီယုံနဲ့ဒီနာပါလားဒုက္ခဆိုတာလည်းဒီယုံနဲ့ဒီနာပါလားဒုက္ခဆိုတာယုံနဲ့နာနဲ့တထတိဖြစ်လာပြီဆိုရင်ဖြင့်တင်နာပေါ်တင်တယ်လို့သိပြီးတင်တယ်ဝေဒနာဒုက္ခကြီးရပါလားတောင်းနာပေါ်လာတော့တောင်းတယ်လို့သိပြီးတောင်းတယ်ဝေဒနာဒုက္ခကြီးရပါလားကြိုက်ထားပေါ်တော့ကြိုက်တယ်လို့သိပြီးကြိုက်တယ်ဝေဒနာဒုက္ခကြီးရပါလားအောက်နာပေါ်တော့အောက်နယ်လို့သိပြီးအောက်နယ်ဝေဒနာဒုက္ခကြီးရပါလားကြိုက်ထားပေါ်တော့ကြိုက်တယ်လို့သိကြိုက်တယ်ဝေဒနာဒုက္ခကြီးရပါလားလို့နာနဲ့ယုံနဲ့တထတိဖြစ်ပြီးတထတိပြည့်နေတဲ့ဝေဒနာယုံဝေဒနာဒုံဝေဒနာကေကြီးပါလားဒီယုံနဲ့ဒီနာသူ့သဘောနဲ့သူဖြစ်ပြီးသူ့သဘောနဲ့သူပြည့်နေတဲ့ယုံနာပါလားဖြစ်ပြည့်နေတာကလည်းဘဝတွေအမျိုးမျိုးပြောင်းပြီးဖြစ်ပြည့်နေတဲ့အနိစ္စဒီယုံနဲ့ဒီနာဖြစ်ပြနေတဲ့ဒုက္ခဆိုတာလဲဝေဒနာယုံဝေဒနာဒုံဝေဒနာခေကြီးပါလားဒီယုံနဲ့ဒီနာငါမဖြစ်ခြင်းနဲ့လို့မနေရဘူးမတင်းနဲ့လို့လည်းတောင်းမှလို့မရမတောင်းနဲ့လို့လည်းတောင်းမှလို့မရမထုံနဲ့လို့လည်းတောင်းမှလို့မရမကျင်နဲ့လို့လည်းတောင်းမှလို့မရမအောက်နဲ့လို့လည်းတောင်းမှလို့မရမကြိုက်နဲ့လို့လည်းတောင်းမှလို့မရမရတာသူသဘောနဲ့သူဖြစ်ပြီးပြက်နေတဲ့ယုံနာပါလားအတိတ်ကာလတုန်းကငါဆွဲနေလိုက်တဲ့အဆွဲကြီးဟာယုံနာလည်းမသိတော့နာတဲ့ကြိုက်တဲ့ထုံတဲ့ကျင်တဲ့အောက်နဲ့ကြက်တဲ့နဲ့တငါငါဆွဲနေတာဒီယုံနဲ့ဒီနာဖြစ်ပြနေတဲ့အနိစ္စပါလားဖြစ်ပြနေတဲ့ဒုက္ခပါလားဖြစ်ပြနေတဲ့အစိုးမယအနတ္တပါလားလို့ခန္ဓာသုံးသပ်လိုက်တော့ဓာတ်
ဓာတဘာကိုကုံစင်အောင်သိလိုက်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဧကပိစသုလာသောတာပန်ကိုခေါ်တယ်အဲ့ဒီသောတာပန်ကတရားဓမ္မများဒီတဘောဟာတဲ့နိဗ္ဗာန်ကိုသွားခြင်းရင်ဖြစ်တယ်ဘာကြောင့်လဲတဲ့ဓာတဘာကုံဆုံးသွားပြီဘာကြောင့်ဓာတဘာကုံဆုံးသွားလဲတဲ့ပထဝီကဥဆောင်တက်လာတော့ကိုယ်သာမဲ့ရုပ်ပေါ်လာတော့အစနဲ့အလင်းနဲ့အဆုံးနဲ့တိုက်လိုက်တော့ဓာတဘာကုံဆုံးသွားတော့ဓာတ်ကြီး၄ပါးနောက်ကမပါဘူးလားတဲ့ပါတယ်ဘာကြောင့်ပါတယ်လဲတဲ့တရားဓမ္မများတာပထဝီကဥဆောင်လို့ပထဝီပြောရတာအာဘောဥဆောင်လို့အာဘောပြောရမှာတေဇောဥဆောင်လို့တေဇောပြောရမှာဝါယောဥဆောင်လို့ဝါယောပြောရမှာဓာတ်ကြီး၄ပါးဟာဖြင့်ကနဥဆောင်တက်လာတဲ့ရုပ်ဟာအာဘောဥဆောင်ရင်နောက်ကပထဝီလည်းပါတယ်တေဇောလည်းပါတယ်ဝါယောလည်းပါတယ်တေဇောဥဆောင်ရင်နောက်ကဝါယောလည်းပါတယ်အာဘောလည်းပါတယ်ပထဝီလည်းပါတယ်ဓာတ်ကြီး၄ပါးဟာဖြင့်တထတိဖြစ်လာတာဥဆောင်တဲ့ဓာတ်ဟာမို့လို့သာပထဝီအာဘောတေဇောဝါယောလို့သိရတယ်ဉာဏ်သိရတဲ့စိတ်အဲ့ဒီတော့ပထဝီဓာတ်တစ်ပါးကိုအစနဲ့အလယ်နဲ့အဆုံးနဲ့သိလိုက်ပြီဆိုလို့ရှိရင်ဖြင့်အဲ့ဒီပုဂ္ဂိုလ်ဟာဖြင့်ဧကပိစသုလာသောတာပန်လို့ခေါ်တယ်ဘယ်လိုဒီဧကပိစသုလာသောတာပန်ကဓာတ်တစ်ပါးကိုအစအလယ်အဆုံးကိုသိလိုက်တဲ့ဉာဏ်ကလေးသိလိုက်တဲ့စိတ်ကလေးအဲ့ဒီပုဂ္ဂိုလ်ဟာအပယ်လေးပါးဘယ်တော့မှမသွားတော့ဘူးဘာကြောင့်လဲဓာတ်ကြီးတစ်ပါးကုံဆုံးသွားတော့ဓာတ်ကြီး၄ပါးပဲကုံဆုံးတာပဲအဲ့ဒီတော့နောက်ကလည်းရှေ့ကဥဆောင်နဲ့တက်လာတဲ့ရုပ်ဟာပြင်နောက်ကဓာတ်၃ပါးပါတယ်ဘာကြောင့်ပါတယ်လဲတရားဓမ္မများခန္ဓာမှာသေးသေးချာချာရှုလိုက်ပြီဆိုရင်ပထဝီဥဆောင်တက်လာလို့ရှိရင်ဖြင့်တင်တာထဲမှာတောင်းတာလည်းပါတယ်ကြက်တာလည်းပါတယ်ပူတာလည်းပါတယ်လှုပ်တာလည်းပါတယ်ရွာတာလည်းပါတယ်နူညံတာလည်းပါတယ်ကြက်တက်လည်းပါတယ်ဓာတ်ကြီး၄ပါးပဲကနဦးဥဆောင်တက်လာတဲ့ရုပ်ဟာမလို့ပထဝီလို့ခေါ်ရတာအာဘောဥဆောင်တက်လာပြန်လဲကြက်တက်လာတော့ကြက်တဲ့ထဲမှာမာတာလည်းပါတယ်ပူတာလည်းပါတယ်လှုပ်တာလည်းပါတယ်ပူတာတက်လာပြန်တော့ကြက်တာလည်းပါတယ်လှုပ်တာလည်းပါတယ်တင်းတာလည်းပါတယ်လှုပ်တာတက်လာပြန်တော့ပူတာလည်းပါတယ်ကြက်တာလည်းပါတယ်တင်းတာလည်းပါတယ်ဓာတ်ကြီး၄ပါးဟာသုတငါလွတ်တက်ပြီးတော့နေတာပဲအဲ့ဒီတော့ပထဝီဓာတ်တစ်ပါးကိုအစလိုက်တာတင်တာအစတင်တာအဆုံးကိုသိလိုက်တယ်ညောင်းတောင်းတာပေါ်တော့တောင်းတာအစတောင်းတာအလဲတောင်းတဲ့အဆုံးသိလိုက်တယ်ညောင်းထုံတာပေါ်တော့ထုံတာအစထုံတာအဆုံးသိလိုက်တယ်ညောင်းကြိုက်တာပေါ်တော့ကြိုက်တာအစကြိုက်တာအလဲကြိုက်တဲ့အဆုံးသိလိုက်တယ်ညောင်းအဲ့ဒီလိုအစနဲ့အဆုံးနဲ့အလင်းနဲ့အဲ့ဒီလိုသိပြီးလိုက်သွားတယ်ညောင်းသံတတိအနတ္တလို့ခေါ်တယ်ပထဝီဓာတ်တစ်ပါးကိုအစအဆုံးကိုသိလိုက်ပြီဆိုလို့ရှိရင်ဖြင့်ရေအရင်စီးဆင်းတယ်လို့သိလိုက်တဲ့ညာကလေးပထဝီဓာတ်တစ်ပါးတင်နာကြီးကိုသိပြီးတော့တင်နာကြီးတောက်လျှောက်ကြည့်ရလို့သိလိုက်တဲ့ညာကလေးတရားဓမ္မများတင်နာကြီးကတင်နာပေါ်လာတော့တင်နာကြီးကိုတောက်လျှောက်ကြည့်မပြခံရတဲ့ဒုက္ခသစ္စာကြီးပါလားလို့တောက်လျှောက်ကြည့်သိလိုက်တာတောက်လျှောက်ကြည့်အဖြစ်တင်နာပြည့်သွားတော့မှဒီုံနဲ့တင်နာတထတိဖြစ်ပြီးတထတိပြက်ပါလားလို့သိလိုက်ပြီတောင်းနာပေါ်လာတော့တောင်းတယ်လို့သိပြီးတောင်းနာပြက်သွားတော့ဒီုံနဲ့တင်နာတထတိဖြစ်ပြီးတထတိပြက်သွားပါလို့အစနဲ့အဆုံးကိုသိလိုက်တာအဲ့ဒါရေအရင်စီးဆင်းနေတယ်လို့သံတတိအနတ္တမြင်တာအဲ့ဒီတော့မြတ်စွာဘုရားကိုတော်မြတ်ကြီးကသံတတိအနတ္တမြင်ရင်သံတတိနိဗ္ဗာန်ရတယ်ခဏိကအနတ္တမြင်ရင်ခဏိကနိဗ္ဗာန်ရတယ်အဲ့ဒီတော့သံတတိအနတ္တမြင်တာကသုလာသောတာပန်များမစ္စည်းမသောတာပန်များမှာမြင်နိုင်တယ်မစ္စည်းမသောတာဓာတ်တစ်ပါးကုံစင်အောင်သိလိုက်တာကသုလာသောတာပန်ကိုခေါ်တယ်ဓာတ်ကြီး၄ပါးကုံစင်အောင်သိလိုက်တာကမစ္စည်းမသောတာပန်ကိုခေါ်တယ်မစ္စည်းမဆိုတာစားရဲတော့ရှိမှာမဟုတ်ဘူးမဟာသောတာပန်ခြားနဲ့သုလာသောတာပန်ခြားကိုရောက်သွားလို့စိတ်ကလေးဟာသုလာသောတာပန်ကတော့ပထဝီဓာတ်တစ်ပါးကိုအစအဆုံးကိုသိလိုက်တယ်ညာသိလိုက်တယ်စိတ်မစ္စည်းမသောတာပန်ကတော့ဓာတ်ကြီး၄ပါးကုံစင်အောင်သိလိုက်တယ်စိတ်သိလိုက်တယ်ညာအဲ့ဒီတော့
ပထဝီဓာတ်တစ်ပါးကိုကုံစင်အောင်သိလိုက်ပြီဆိုရင်နောက်ကအာဘောကိုလည်းသိလိုက်ပြန်ပြီဘယ်လိုသိလိုက်ပြန်လဲအာဘောဓာတ်တက်လာပြန်နဲ့အကျက်တက်လာတော့ကြက်တာအစကြက်တာအဆုံးသိလိုက်ပြန်ပြီယိုစီးတာပေါ်တော့ယိုစီးတာအစယိုစီးတာအဆုံးသိလိုက်ပြန်ပြီပူတာပေါ်တော့ပူတာအစပူတာအဆုံးသိလိုက်ပြန်ပြီအေးတာပေါ်တော့အေးတာအစအေးတာအဆုံးသိလိုက်ပြန်ပြီလှုပ်တာပေါ်တော့လှုပ်တာအစလှုပ်တာအဆုံးသိလိုက်ပြန်ပြီတွန်းတာပေါ်တော့တွန်းတာအစတွန်းတာအဆုံးသိလိုက်ပြန်ပြီအဲ့ဒီလိုဓာတ်ကြီး၄ပါးကုံစင်အောင်သိလိုက်ပြီဆိုလို့ရှိရင်ဖြင့်ဩအတိတ်ကာလတုန်းကငါဘာမှမသိပါလားဘဝဒီအမျိုးမျိုးပြောင်းပြီးတော့ဖြစ်ပြနေတဲ့သံတတိရေအရင်စီဆင်းနေတဲ့အနတ္တပါလားအဲ့ဒီလိုမြင်လိုက်ပြီးဓာတ်ကြီး၄ပါးကုံစင်အောင်သိလိုက်ပြန်ပြီဓာတ်ကြီး၄ပါးကုံစင်အောင်သိလိုက်တဲ့ဉာဏ်ကဘယ်လိုပုဂ္ဂိုလ်များသိနိုင်တဲ့မက်စီမာသောတာပန်လို့ခေါ်တယ်သုလာသောတာပန်ကဓာတ်တစ်ပါးသိတယ်စိတ်မက်စီမာသောတာပန်ကဓာတ်ကြီး၄ပါးကုံစင်အောင်သိတယ်စိတ်ကိုဘယ်လိုမှသိနိုင်တဲ့တရားမျိုးမဟုတ်ဘူးအဲ့ဒီတော့သုလာသောတာပန်စိတ်ကတော့ဓာတ်တစ်ပါးကုံစင်အောင်သိတဲ့စိတ်ကလေးအဲ့ဒီတော့တရားဓမ္မများခန္ဓာမှာရှာလိုက်ပြီဆိုလို့ရှိရင်ဖြင့်ဓာတ်ကြီး၄ပါးလက္ခဏာသဘောကုံစင်အောင်သိပြီဆိုလို့ရှိရင်ငါမက်စီမာသောတာပန်တည်ပြီလို့သာမှတ်ကြပြီတော့အဲ့ဒီတော့ကိုယ်စိတ်ကလေးကိုယ်စိတ်ကြငါတို့ခန္ဓာကိုယ်သုံးသပ်လိုက်ပြီဆိုရင်ဖြင့်တရားယောဂီပုဂ္ဂိုလ်ဟာဘယ်ဓာတ်ကဥဆောင်တဲ့သလားဆိုအရိယာသူတော်ကောင်းများကတော့မသိခင်ကသိတယ်မသိခင်ကသိတော့တာပေါ့ခန္ဓာသုံးသပ်လိုက်ပြီဆိုလို့ရှိရင်ဖြင့်ဓာတ်သဘောဓာတ်ဆောင်နေတဲ့လက္ခဏာတွေကိုမြင်တယ်ဘယ်လိုမြင်လဲပထဝီဥဆောင်လာလို့ရှိရင်ဖြင့်ငါသေးလို့ရှိရင်ပထဝီကသတ်မှာပါလားအာဘောဥဆောင်လာလို့ရှိရင်ဖြင့်ငါသေးလို့ရှိရင်အာဘောယုတ်ကသတ်မှာပါလားတေဇောဥဆောင်လာလို့ရှိရင်ဖြင့်ငါသေးလို့ရှိရင်တေဇောယုတ်ကသတ်မှာပါလားဝါယောဥဆောင်တက်လာပြီဆိုရင်ငါသေးလို့ရှိရင်လေဖြားပြီးစေရမှာပါလားအဲ့ဒီလိုခန္ဓာကိုယ်သုံးသပ်လိုက်တော့ပထဝီဓာတ်လည်းအစအလယ်အဆုံးကိုသိလိုက်ပြီအာဘောဓာတ်လည်းအစအလယ်အဆုံးသိလိုက်ပြီတေဇောဓာတ်လည်းအစအလယ်အဆုံးသိလိုက်ပြီဝါယောဓာတ်လည်းအစအလယ်အဆုံးသိလိုက်ပြီအဲ့ဒီဓာတ်ကြီး၄ပါးကုံစင်အောင်သိလိုက်တဲ့ဉာဏ်သိလိုက်တဲ့စိတ်အဲ့ဒါစာဖတ်တဲ့လူကကိုယ်ခန္ဓာကိုယ်ရှာထားလို့ယုံနာဖြစ်ပြအစအဆုံးကိုသိထားတဲ့စိတ်ကလေးကိုဘိဒကသုံးပုံနှုံငုံဆောင်ထားတဲ့ပုဂ္ဂိုလ်ကသိနိုင်ပါမလားဘယ်သိမလဲအဲ့ဒီတော့ကိုယ်ခန္ဓာကိုယ်ရှာထားတဲ့တရားတွေဟာဓာတ်ကြီး၄ပါးကုံစင်အောင်သိလိုက်ပြီးတင်တာပေါ်လာတော့တင်တာအစတင်တဲ့အဆုံးသိလိုက်တယ်တောင်းတာပေါ်တော့တောင်းတာအစတောင်းတာအဆုံးသိလိုက်တယ်ထုံတာပေါ်တော့ထုံတာအစထုံတာအဆုံးသိလိုက်တယ်အောင်နာပေါ်တော့အောင်နာအစအောင်နာအဆုံးသိလိုက်တယ်ကြိုက်ထားပေါ်တော့ကြိုက်ထားအစကြိုက်ထားအဆုံးသိလိုက်တယ်ကြက်ထားပေါ်တော့ကြက်ထားအစကြက်ထားအဆုံးသိလိုက်တယ်ယိုစီးတာပေါ်တော့ယိုစီးတာအစယိုစီးတာအဆုံးသိလိုက်တယ်ပူတာပေါ်တော့ပူတာအစပူတာအဆုံးသိလိုက်တယ်အေးတာပေါ်တော့အေးတာအစအေးတာအဆုံးသိလိုက်တယ်လှုပ်တာပေါ်တော့လှုပ်တာအစလှုပ်တာအဆုံးသိလိုက်တယ်တွန်းတာပေါ်တော့တွန်းတာအစတွန်းတာအဆုံးသိလိုက်တယ်အဲ့ဒီစိတ်ကလေးဟာဓာတ်ကြီး၄ပါးကုံစင်အောင်ဘဝတွေအမျိုးမျိုးပြောင်းပြီးတော့ဖြစ်ပြနေတဲ့အနိစ္စပါလားဖြစ်ပြနေတဲ့ဒုက္ခပါလားဖြစ်ပြနေတဲ့အစုမယအနတ္တပါလားလို့ဒီလိုမြင်ဒီလိုသိနေတဲ့စိတ်ကလေးကိုသိနိုင်တဲ့တရားလားကိုယ်ခန္ဓာကိုယ်ရှုထားလို့သိတဲ့တရားတွေပရမတ်ဆိုတာကခန္ဓာကိုယ်ရှာမှသာလင်းသဘောပေါက်ကြမယ်အဲ့ဒီတော့တရားဓမ္မများခန္ဓာကိုယ်မေးလိုက်ပြီဆိုရင်တရားကျင့်ကြံအထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေဘယ်ယုတ်ကသတ်ကြမလဲလို့မေးလိုက်လို့ရှိရင်ဖြင့်အခုတရားထိုင်တဲ့ပုဂ္ဂိုလ်တွေကနဦးဆောင်တက်လာတာကဘယ်ယုတ်ကဦးဆောင်တက်လာတယ်ပထဝီကဦးဆောင်သလားအာဘောကဦးဆောင်သလားတေဇောကဦးဆောင်သလားဝါယောကဦးဆောင်သလားဓာတ်ကြီး၄ပါးဦးဆောင်တက်လာတဲ့ယုတ်ဟာဖြင့်ပထဝီဦးဆောင်ရင်ပထဝီကသတ်လိမ့်မယ်အာဘောဦးဆောင်ရင်အာဘောကသတ်လိမ့်မယ်တေဇောဦးဆောင်ရင်တေဇောကသတ်လိမ့်မယ်ဝါယောဦးဆောင်ရင်ဝါယောကသတ်လိမ့်မယ်ဓာတ်ကြီး၄ပါးဟာဖြင့်သူ့တဲ့ငါလွတ်တဲ့နေတော့ခန္ဓာကိုယ်သ
မာဝါယမသမာသတိသမာသမာဓိ3ပါးဥဆောင်ပြီးတော့ရုပ်ဝေဒနာအစာနဲ့အဆုံးကိုသိပြီးလိုက်တဲ့စိတ်ကလေးဟာကိုဘလို့သိနိုင်တဲ့တရားလဲခန္ဓာကိုယ်ရှာထားတဲ့တရားတွေအဲ့ဒီတော့ခန္ဓာကိုယ်ရှာထားတော့ယုံနာဖြစ်တာနဲ့ပြက်တာနဲ့အစွန်းနေမြင်ထားတော့ခန္ဓာကိုယ်အာကိုလိုက်ပြီးပြစ္ဆုတ်ပံကိုအာကိုလိုက်ပြီးဘယ်လိုအာကိုငါဒီယုံနဲ့ဒီနာခန္ဓာ၅ပါးယုံနာ2ပါးပြတ်တော်မယ်ဆိုရင်ဒီယုံနဲ့ဒီနာမယ်ရှိပါလားဒီယုံနဲ့ဒီနာမယ်ငါအာကိုရတော့မှာပါလားဒီယုံနဲ့ဒီနာအာကိုမှသာလင်းမြတ်စွာဘုရားဟောထားတဲ့တရားမှန်ပါလားအဲ့ဒီတော့အတိတ်နဲ့အနာဂတ်ပြစ္ဆုတ်ပံကာလ3ပါးမြတ်စွာဘုရားဟောထားတဲ့အတိတ်ကိုလည်းမတွေးနဲ့မရောက်သေးသောအနာဂတ်စိတ်ကိုလည်းမတွေ့နဲ့ပြစ္ဆုတ်ပံပေါ်စေရုပ်ပေါ်စေနာကိုသိကြရလိမ့်မယ်အဲ့ဒီတော့အတိတ်ကိုလည်းမတွေ့တော့ဘူးမရောက်သေးသောအနာဂတ်စိတ်ကိုလည်းမတွေ့တော့ဘူးငါအာကိုရမှာကဘယ်ဟာကိုအာကိုရမှာလဲခန္ဓာကိုယ်ယုံနာခန္ဓာ၅ပါးသာငါရှိပါလားဒီယုံနဲ့ဒီနာပြစ္ဆုတ်ပံနာယုတ်ပါလားအတိတ်ကိုလည်းငါအာမကိုတော့ဘူးမရောက်သေးသောအနာဂတ်စိတ်ကိုလည်းအာမကိုတော့ဘူးအတိတ်ကိုအာကိုလိုက်ရင်မရှိတာကိုအရှိထင်လိုက်ပြီးမရောက်သေးသောအနာဂတ်စိတ်ကိုအာကိုလိုက်ရင်ပြင်မရှိတာကိုအရှိထင်လိုက်ပြီးအဲ့ဒီတော့အရိယာသူတော်ကောင်းများကတော့ပြစ္ဆုတ်ပံယုတ်နံကိုအာကိုလိုက်တော့ဂရိယူသွားပြီဂရိမြဲသွားပြီဂရိယူသွားတာဘယ်ကိုယူထားလဲတဲ့အတိတ်ကိုလည်းမတွေးတော့ဘူးပြစ္ဆုတ်ပံသိသွားပြီအနာဂတ်ကိုလည်းမတွေးတော့ဘူးပြစ္ဆုတ်ပံသိသွားပြီပြစ္ဆုတ်ပံသိမှသာလဲမှန်တယ်တရားရကြမယ်အဲ့ဒီတော့ယောဂီပုဂ္ဂိုလ်ရဲ့အန္တာပုရုဇဉ်အကံများကတော့အတိတ်နဲ့အနာဂတ်ကိုအာကိုလိုက်ကြတာအတိတ်ကိုအာကိုတာကဒါနကိုအာကိုတယ်မရောက်သေးသောအနာဂတ်စိတ်ကိုအာကိုတာကကုသိုလ်ကိုအာကိုတယ်ကုသိုလ်ဆိုတာမရောက်သေးဘူးကာမပေါ်သေးဘူးဒါနကိုပြန်ပြီးတော့ပြက်သွားတဲ့ရုပ်ကိုအသစ်တဖန်ပြန်တွေးလိုက်တာအတိတ်လို့ခေါ်တယ်အတိတ်စိတ်လို့ခေါ်တယ်မရောက်သေးသောကာမပေါ်သေးပဲနဲ့ကုသိုလ်ကိုအာယုံလှမ်းပြီးပြုလိုက်တာကမရောက်သေးသောအနာဂတ်စိတ်လို့ခေါ်တယ်ပြစ္ဆုတ်ပံတဲ့တယ်လို့မြတ်စွာဘုရားဟောထားတဲ့အဲ့ဒီတော့သုလာသောတာပန်တို့အသိအမြင်မေစီမာသောတာပန်တို့အသိအမြင်အဲ့ဒီအသိအမြင်တွေကတော့ပြစ္ဆုတ်ပံနာယုတ်ကိုအာကိုလိုက်ပြီးပြစ္ဆုတ်ပံနာယုတ်အာကိုလိုက်ပြီးဆိုလို့ရှိရင်ဖြင့်မှန်တဲ့တရားတွေးလိုက်မယ်အဲ့ဒီတော့အရိယာသူတော်ကောင်းများကတော့တရားဓမ္မများခန္ဓာ၅ပါးယုံနာ2ပါးပြတ်တော့မယ်ဆိုတော့ဂရိမြဲကြပါလားဒီလိုမေးလိုက်ပြီးဆိုရင်အရိယာသူတော်ကောင်းများကတော့ပြောလိမ့်မယ်သိထားတာကိုဝိဇ္ဇာဉာဏ်ရထားတယ်ဘယ်လိုပြောမလဲတပည့်တော်တို့ဘုရားတဲ့ဂရိယူထားပါပြီဘုရားဘယ်ကိုယူထားလဲပြစ္ဆုတ်ပံယူထားပါပြီဘုရားလို့အဲ့ဒီလိုလျှောက်လိမ့်မယ်အဲ့ဒီတော့ပြစ္ဆုတ်ပံမသိတဲ့ပုဂ္ဂိုလ်တွေကြတော့တို့ဒါနတွေပြုထားတာပဲလို့ပြောလိမ့်မယ်တို့ဒါနတွေကြောင်းတွေဆောက်ထားတာပဲသိန်းတွေဆောက်ထားတာပဲဘုရားကြီးတွေတည်ထားတာပဲရှင်တွေပြုထားတာပဲတို့ဘယ်သွားမလဲလို့ကုသိုလ်ကိုအာယုံလှမ်းပြုလိုက်လိမ့်မယ်အဲ့ဒီတော့အန္တပုရုဇဉ်အကံများကတော့အတိတ်နဲ့အနာဂတ်ကိုအာကိုတဲ့အရိယာသူတော်ကောင်းများကတော့သုလာသောတာပန်မေစီမာသောတာပန်များကတော့ပြစ္ဆုတ်ပံနာယုတ်ကိုအာကိုတဲ့ဒါကြောင့်မြတ်စွာဘုရားကိုတော်များကြီးကအတိတ်ကိုလည်းမတွေးနဲ့တုံ့လှုပ်ပြီးအပယ်ဆင်းလိမ့်မယ်မရောက်သေးသောအနာဂတ်စိတ်ကိုမတွေးနဲ့ပြန်တွင်ပြီးအပယ်ဆင်းလိမ့်မယ်ပြစ္ဆုတ်ပံပေါ်စေရုပ်ပေါ်စေနာကိုသိကြလာလိမ့်မယ်ပြစ္ဆုတ်ပံသိလို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်အဲ့ဒီတော့တရားဓမ္မများအတိတ်နဲ့အနာဂတ်ဆိုတာရှိတာမဟုတ်ဘူးမမှန်ဘူးပညာတွေပဲပြစ္ဆုတ်ပံဆိုတာပေါ်စေရုပ်ပေါ်စေနာလို့ခေါ်တယ်တရားဓမ္မများခန္ဓာ၅ပါးယုံနာ2ပါးပြတ်တော်မယ်ဆိုတော့ဒီပြစ္ဆုတ်ပံနာယုတ်ပဲပေါ်လာလိမ့်မယ်ပရမတ်တွေပေါ်လာပြီးတင်းနာပေါ်လာမယ်တင်းတယ်လို့သိတဲ့နာပြစ္ဆုတ်ပံပေါ်လာပြီးပြစ္ဆုတ်ပံကအာကိုရာပြစ္ဆုတ်ပံမှာအာမကိုတဲ့ပုဂ္ဂိုလ်တွေဟာဖြင့်အတိတ်တွေရောအနာဂတ်တွေရောအာကိုလိုက်ပြီးဆိုရင်အပယ်လေးပါးဆင်းကြလိမ့်မယ်အဲ့ဒီတော့တရားဓမ္မများသုလာသောတာပန်တို့အသိအမြင်မေစီမာသောတာပန်တို့အသိအမြင်သုလာသောတာပန်တို့အသိကတော့ဓာတဘာအစအလေအဆုံးကိုသိလိုက်တဲ့ဉာဏ်သိလိုက်တဲ့စိတ်
မစ္စည်းမသောတာပန်ကဓာတ်ကြီး၄ပါးကုံစင်အောင်သိလိုက်တဲ့ဉာဏ်သိလိုက်တဲ့စိတ်အဲ့ဒီစိတ်တွေကိုဘလူမှမသိနိုင်ဘူးသူသိထားတဲ့တရားတွေသူသိထားတဲ့တရားတွေကငါသိရင်ဘာကိုအားကိုရမလဲယုံနာပဲငါအားကိုစရာရှိပါလားဒီယုံနဲ့ဒီနာဒီလိုပဲဖြစ်ပြီးဒီလိုပဲပြတ်မှာပါလားဓာတ်သဘောဓာတ်ဆောင်နေတဲ့သဘောတွေသိသွားပြီလက္ခဏာတွေလည်းမြင်သွားပြီသံတတိအနတ္တလည်းမြင်ပြီအဲ့ဒီလိုသံတတိအနတ္တမြင်သွားပြီဆိုရင်သံတတိနိဗ္ဗာန်ရပြီခဏိကနိဗ္ဗာန်မြင်ရင်ခဏိကနိဗ္ဗာန်မြင်နိဗ္ဗာန်ရပြီအဲ့ဒီတော့သုလာသောတာပန်အသိကဓာတ်တော်ဘာကိုမြင်တဲ့စိတ်မြင်တဲ့သိတဲ့ဉာဏ်ဓာတ်ကြီး၄ပါးကုံစင်အောင်သိလိုက်တာကမစ္စည်းမလို့ခေါ်တယ်စာတဲ့တော့မစ္စည်းမလို့ပါမှာမဟုတ်ဘူးဓာတ်တော်ဘာကုံစင်အောင်သိတာကသုလာသောတာပန်ဓာတ်ကြီး၄ပါးကုံစင်အောင်သိလိုက်တာကမစ္စည်းမဆိုတာတရားဓမ္မများမခေါ်တတ်လို့ပြောတာမဟာသောတာပန်ချာနဲ့သရဂံချာရောက်သွားတဲ့စိတ်ကလေးဓာတ်ကြီး၄ပါးကုံစင်အောင်သိတဲ့ဉာဏ်နဲ့ဓာတ်တော်ဘာကုံစင်အောင်သိလိုက်တဲ့စိတ်နဲ့ကဲဓာတ်ကြီး၄ပါးကုံစင်အောင်သိလိုက်တာကဓာတ်တော်ဘာတဲ့ဓာတ်၃ပါးပိုးစင်သွားပြီကုံစင်အောင်သိလိုက်ပြီအဲ့ဒီလိုစိတ်ကလေးရောက်သွားလို့မစ္စည်းမလို့ခေါ်တာအဲ့ဒီတော့မဟာသောတာပန်ချာနဲ့သုလာသောတာပန်ချာကိုရောက်သွားတဲ့စိတ်အဲ့ဒီစိတ်ကိုပြောတာတရားဓမ္မများမစ္စည်းမလို့ခေါ်တာအဲ့ဒီတော့ဓာတ်ကြီး၄ပါးကိုကုံစင်အောင်သိလိုက်ပြီဆိုလို့ရှိရင်ဖြင့်တရားဓမ္မများမဟာသောတာပန်တို့လာတဲ့ဂရိကိုရပြီဘာကြောင့်လဲတဲ့မဟာသောတာပန်တို့လာတဲ့ဂရိကိုလာရတော့မယ်သုလာသောတာပန်နဲ့မဟာသောတာပန်လာတဲ့ဂရိကိုရပြီမစ္စည်းမသောတာပန်နဲ့မဟာသောတာပန်တို့လာတဲ့ဂရိကိုရပြီဘာကြောင့်ရဓာတ်ကြီးတစ်ပါးကုံဆုံးသွားတဲ့စိတ်ဓာတ်ကြီး၄ပါးကုံစင်အောင်သိလိုက်တဲ့စိတ်အဲ့ဒါမဟာသောတာပန်တို့လာတဲ့ဂရိရပြီမဟာသောတာပန်များကတော့ဘယ်လိုသိလဲခန္ဓာသီလရဲ့သမာဓိရဲ့ပညာရဲ့ပြည့်စုံပြီဘယ်လိုသီလလဲဘယ်လိုသမာဓိလဲဘယ်လိုပညာလဲအဲ့ဒီတော့တရားဓမ္မများဒီယုံနဲ့ဒီနာဖြစ်တာဒီပြတ်တာတွေကိုခဏိကအနတ္တမြင်များပြီဘယ်လိုမြင်လဲသုလာသောတာပန်နဲ့မစ္စည်းမသောတာပန်ကတော့သံတတိအနတ္တရေအရင်စီးဆင်နေတယ်လို့တောက်လျှောက်ကြည့်သိလိုက်တဲ့ညာသိလိုက်တဲ့စိတ်ဒီဟာကနေပြီးတော့သမာဓိကကောင်းလာပြီဆိုယုံနာကွဲသွားလိမ့်မယ်ယုံနာတွဲနေတာကကွဲသွားလိမ့်မယ်ဘယ်လိုကွဲသွားမလဲတဲ့ခန္ဓာကိုယ်သုံးသပ်လိုက်ပြီဆိုလို့ရှိရင်မဟာသောတာပန်တို့အမြင်မဟာသောတာပန်တို့အသိကခန္ဓာကိုယ်သမာဝါယမသမာသတိသမာသမာဓိ၃ပါးဥဆောင်ပြီးတော့တိုက်လိုက်ပြီဆိုလို့ရှိရင်ဖြင့်ပရမတ္ထသဘာဝယုတ်ကဖောက်ပြန်နေတဲ့ယုတ်ကသတ္တပညာအသင်ယုတ်ကြီးကသတ္တသိမှုသဘောလေးကသတ္တအဲ့ဒီလိုအပိုင်းအပြကွဲနေတော့အတိတ်ကာလတုန်းကနာငါလည်းသူသဘောပါလားယုတ်ကလည်းသူသဘောပါလားပညာယုတ်အနန္တဒုံကြီးကလည်းသူသဘောပါလားယုတ်ကလည်းသတ္တပါလားနာငါလည်းသတ္တပါလားပညာယုတ်အနန္တအဒုံကြီးကလည်းသတ္တပါလားအဲ့ဒီလိုသတ္တစီမြင်တော့ပညာမှန်လည်းသိတယ်ပရမမှန်လည်းသိတယ်ပရမနာလည်းနာမှန်သိတယ်ခန္ဓာကိုယ်သုံးစားလိုက်တော့ယုံနာကွဲနေပြီပညာပရမလည်းသိနေပြီခန္ဓာ၅ပါးယုံနာ၂ပါးလည်းမြင်ပြီဘယ်လိုမြင်လဲလက်ဥတော်ဝေဒနာတောက်လျှောက်ကြီးမြင်နေတာအခုခန္ဓာ၅ပါးမြင်လာလိမ့်မယ်မဟာသောတာပန်ကခန္ဓာ၅ပါးမြင်ပြီဘယ်လိုမြင်လဲတဲ့မြတ်ခန္ဓာ၅ပါးကဖြင့်ယုတ်ကဖောက်ပြန်လာတဲ့နာငါသွားသိလိုက်ပါလားနာနဲ့ယုံနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကဝေရณะခန္ဓာပါလားဝေရณะခန္ဓာသာရှိပါလားသင်ညက်ခန္ဓာဆိုတာကတင်းနဲ့တောင်းနဲ့ထုံနဲ့ကျင်းနဲ့ကြိုက်တဲ့အောင့်နဲ့ကြက်တဲ့ပူတဲ့အေးတဲ့လှုပ်တဲ့ရွာတဲ့ရားတဲ့ဆိုတာသင်ညာကလိန်ပါလားယုတ်ကလည်းသူ့သဘောသူဖောက်ပြန်နေပါလားသင်ညာလိန်နာငါခံနေရပါလားယုတ်ကတော့သူ့သဘောသူဆောင်နေတယ်နာငါလည်းသူ့သဘောသူဆောင်နေတယ်ယုတ်တနန္တနာငါလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာနှစ်ပါးခံစားတဲ့နာယုတ်ကလည်းသူ့သဘောနဲ့သူဖောက်ပြန်နေတဲ့ယုတ်ပညာယုတ်ကြီးကလည်းသူ့သဘောသူဆောင်နေတဲ့ဓာတ်သဘောဓာတ်ဆောင်နေတဲ့နာသဘောနာဆောင်နေပါလားလို့ယုတ်နာအပိုင်းအပြလည်းကွဲသွားပြီးယုတ်တခြားနာတခြားသိတာတခြားဖြစ်ပြီးပရမယုတ်ကသတ္တပညာယုတ်ကသတ္တသိတာကသတ္တဖြစ်သွားပြီးအဲ့ဒီလိုဖြစ်သွားပြီဆိုလို့ရှိရ
ခန္ဓာကိုယ်ယုံနာကိုကွဲသွားပြီပညာပရမတ်လည်းသိသွားပြီခန္ဓာ၅ပါးယုံနာနှစ်ပါးလည်းမြင်ပြီအဲ့ဒီလိုခန္ဓာ၅ပါးယုံနာနှစ်ပါးမြင်ပြီဆိုလို့ရှိရင်ဖြင့်အစ္ဆတသန္တန်ကဓာတ်ကြီးလေးပါလဲကုံစင်အောင်သိပြီသဘာဝလက္ခဏာလည်းမြင်ပြီခန္ဓာ၅ပါးမြင်လို့သဘာဝကိုမြင်တာဘယ်လိုမြင်လဲဓာတ်သဘောဓာတ်ဆောင်နေတဲ့သဘာဝပါလားလို့အဲ့ဒီလိုမြင်တော့ဩဓာတ်ကြီးလေးပါဤလက္ခဏာသဘောတွေကဖြင့်တင်းတဲ့သဘောကလည်းတင်းတဲ့သဘာဝသာရှိပါလားတောင်းတာကလည်းတောင်းတဲ့သဘာဝသာရှိပါလားနာဣအာယုံရောက်ဖြစ်နေတဲ့ဥပါဒာယုတ်ပါလားအဲ့ဒီလိုဥပါဒာယုတ်ကိုသိပြန်ပြီဥပါဒာယုတ်ကိုသိပါမှာဥပါဒာယုတ်မှမသိလို့နားတယ်ကြိုက်တယ်လို့သိနေသေးလို့ရှိရင်အပယ်မလို့ဘူးအဲ့ဒီတော့ဒကာဒကမများခန္ဓာ၅ပါးရဲ့ယုံနာနှစ်ပါးရဲ့ပညာပရမလည်းကွဲသွားပြီအစ္ဆတသန္တာငါသမာဝါယမသမာသတိသမာသမာဓိသုံးပါဥဆောင်ပြီးတော့တိုက်လိုက်တော့ယုတ်ကလည်းသတ်သတ်ဖြစ်နေလိမ့်မယ်နာကလည်းသတ်သတ်ဖြစ်နေလိမ့်မယ်ပညာယုတ်ကြီးကလည်းသတ်သတ်ဖြစ်နေလိမ့်မယ်အဲ့ဒီလိုအပိုက်အပြာဖြစ်နေတော့သောတာပန်တို့အမြင်သောတာပန်တို့အသိကတော့အာယုံ6ပါးနောက်ကိုကြည့်လိုက်တဲ့အချိန်ခါမှာအစဉ်တခြားမျက်စိတခြားသိတာတခြားဖြစ်နေပြီယုံနာကွဲနေပြီပညာပရမကွဲနေပြီမြင်တာပညာကြီးပဲသတ်မှတ်တာပညာကြီးပဲလို့ခန္ဓာကိုသုံးသပ်လိုက်တော့ပညာပရမသဘောတွေပေါက်ကုန်ပြီဓာတ်သဘောဓာတ်ဆောင်နေတာသိပဲအဲ့ဒီတော့အပြင်အာရဏ6ပါးလိုက်ပြန်တော့လဲမျက်စိနဲ့အသင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကဘယ်လိုမြင်လို့ဘယ်လိုသိလိုက်တယ်လဲသောတာပန်များအသိအမြင်ကတော့အသင်တခြားမျက်စိတခြားသိတာတခြားဖြစ်ပြီးအသံတခြားနာတခြားသိတာတခြားဖြစ်ပြီးအနံတခြားနှာခေါင်းတခြားသိတာတခြားဖြစ်ပြီးလျှာတခြားရာသာတခြားသိတာတခြားဖြစ်ပြီးအတွေ့တခြားကိုယ်တခြားသိတာတခြားဖြစ်ပြီးမနောတခြားဓမ္မတခြားသိတာတခြားဖြစ်ပြီးအပိုက်အပြာယုံနာကိုသိသွားပြီခန္ဓာ၅ပါးလည်းမြင်နေပြီဘယ်လိုခန္ဓာ၅ပါးမြင်လဲမြင်လိုက်တဲ့ဥစ္စာကလည်းအစင်းနဲ့ရုပ်ချင်းထိခိုက်လိုက်တာသီလုံးနံတရားကယုတ်နာရုပ်ဖောက်ပြန်လာလို့ရှိရင်ဖြင့်သိလိုက်တဲ့နာပါလားဝေဒနာခန္ဓာပါလားသင်ညာခန္ဓာကမိမပဲယောက်ျားပဲလို့သင်ညာပေးနေပါလားအမှားပေးနေပါလားယုတ်ကတော့သူသဘောနဲ့အစင်းကတော့သူသဘောနဲ့သူမျက်စိပသာကအယုတ်ကအကြည်ကလည်းသူသဘောနဲ့သူပဲမြင်ကောင်းလို့မြင်တဲ့သဘောပါလားယုတ်ကလည်းသူသဘောနဲ့သူဖောက်ပြန်ပါလားအသံကလည်းသူသဘောနဲ့သူပါလားနားကလည်းပသာကအကြည်ရှိလို့သူသဘောနဲ့သူပါလားသူသဘောသူဆောင်နေတဲ့သူအလုံးသူလုံနေကြပါလားအဲ့ဒီလိုမြင်ရတဲ့စိတ်မဟာသောတာပန်များမြင်တဲ့အမြင်အသိကတော့တရားဓမ္မများသူသဘောသူဆောင်နေတဲ့သူအလုံးသူလုံနေတဲ့ဓာတ်သဘောဓာတ်ဆောင်နေတဲ့နာမ်သဘောနာမ်ဆောင်နေတဲ့သဘာဝလက္ခဏာမြင်ပြီးမြင်တော်တာပေါ်မျက်စိကလည်းသူအလုံးသူလုံတယ်နားကလည်းသူအလုံးသူလုံတယ်နှာခေါင်းကလည်းသူအလုံးသူလုံတယ်ပါးစပ်ကလည်းသူအလုံးသူလုံတယ်ကိုယ်ဘောက်ကလည်းသူအလုံးသူလုံတယ်မနောဘောက်ကလည်းသူအလုံးသူလုံတယ်တကား6ပေါက်ကအာယုံ6ပါးကပြင်းတယ်သူအလုံးသူလုံနေပါမျက်စိကလည်းမြင်ကောင်းလို့မြင်တယ်ပသာရအကြည့်ရှိလို့မြင်တဲ့သဘောနားကလည်းပသာရအကြည့်ရှိလို့အသံနဲ့ထိမှန်လိုက်တဲ့ထိန်ခါမှာကြားတဲ့သဘောနှာခေါင်းကလည်းအနတ်နဲ့ထိမှန်လိုက်တဲ့အခါပသာရအကြည့်ရှိလို့နားတဲ့သဘောတကား6ပေါက်ကအာယုံ6ပါးကပြည့်ပသာရအကြည့်ရှိလို့သူသဘောသူအသီးသီးဆောင်းနေတဲ့ရုပ်ပါလားနန္ဒကလည်းရုပ်ဖောက်ပြန်နိုင်လိုက်ပြီးသိပြီးဝေဒနာခံစားပါလားနန္ဒကလည်းသူသဘောရုပ်ဓာတ်ကလည်းသူသဘောသူဆောင်းနေတဲ့ယုံနာပါလားဖြစ်ပြီးပြက်ပါလားအကြောင်းတရားအကျိုးတရားပါလားမြင်ပြီးပြက်ပါလားကြားပြီးပြက်ပါလားနားပြီးပြက်ပါလားအဲ့ဒီလိုဖြစ်တာနဲ့ပြက်တာနဲ့ဖြစ်တာနဲ့ပြက်တာနဲ့ခန္ဓာ၅ပါးယုံနာနှစ်ပါးပရမကိုမြင်သွားတော့သဘာဝလက္ခဏာမြင်သွားတော့မြင်ပြီးပြက်ပြီးကြားပြီးပြက်ပြီးနားပြီးပြက်ပြီးစားပြီးပြက်ပြီးထိပြီးပြက်ပြီးသိပြီးပြက်ပြီးတကား6ပေါက်ကအာယုံ6ပါးကပြက်မြင်ပြက်ကြားပြက်နားပြက်တဲ့ခန္ဓာကိုသုံးသပ်မှသာလေ
မဟာသောတာပန်ကြီးများမှာမြင်ပြက်ကြားပြည့်သိနိုင်တာမဟာသောတာပန်မှာမဖြစ်ဘဲနဲ့မြင်ပြက်ကြားပြည့်နဲ့ဘယ်တော့မှကာယသတိပဋ္ဌာန်ကာယ နုပါဒနာမဖြစ်နိုင်ဘူးအဲ့ဒီတော့တရားဓမ္မများမဟာသောတာပန်များကတော့ကာယသတိပဋ္ဌာန်ကာယ နုပါဒနာမြင်တာနဲ့လည်းပြည့်သွားလိမ့်မယ်ကြားတာနဲ့လည်းပြည့်သွားလိမ့်မယ်နာနာနဲ့လည်းပြည့်သွားလိမ့်မယ်စားတာနဲ့လည်းပြည့်သွားလိမ့်မယ်ထိတာနဲ့လည်းပြည့်သွားလိမ့်မယ်သိတာနဲ့လည်းပြည့်သွားလိမ့်မယ်တရား6ပေါက်ကအာယုံ6ပါးကပြည့်မြင်ပြည့်ကြားပြည့်နာပြည့်စားပြည့်ဖြစ်ပြည့်သိပြည့်တရား6ပေါက်ကအာယုံ6ပါးအကုန်လုံးတလောကလုံးဟာမြင်တာမိမ့်မမမြင်မှုယောက်ျားမမြင်ဖို့သူတော့မမြင်မြင်တာနဲ့ပြည့်သွားတာပဲကြားတာနဲ့ပြည့်သွားတာပဲလောင်စပီတာသာမကြားဘူးလေဒီယိုသာမကြားဘူးမိမ့်မသာမကြားဘူးယောက်ျားသာမကြားဘူးခွေးမမြင်ဘူးကျဲမမြင်ဘူးဝက်မမြင်ဘူးဖုံကြီးမမြင်ဘူးဖယားမမြင်ဘူးမြင်ပြီးပြက်တာပဲကြားပြီးပြက်တာပဲနားပြီးပြက်တာပဲစားပြီးပြက်တာပဲတလောကလုံးဖြစ်တာနဲ့ပြက်တာနဲ့ပြက်တာနဲ့ပြက်တာနဲ့အဲ့ဒီလိုပြက်တာနဲ့ပြက်တာနဲ့မြင်ပြီးဆိုလို့ရှိရင်ဖြစ်ဘလဘဝဝိပဿနာဖြစ်ပြီးသမထဝိပဿနာသမာဓိနဲ့ပညာသမာဓိနဲ့ပညာကာယသတိပဋ္ဌာန်ကာယ နုပါဒနာမြတ်စွာဘုရားထားခဲ့တဲ့ကာယသတိပဋ္ဌာန်ကာယ နုပါဒနာသောတာပန်သမထဝိပဿနာသောတာပန်သမာဓိနဲ့ပညာသောတာပန်အဲ့ဒီတော့တရားကမများသမထဝိပဿနာဆိုတာဘယ်လိုလဲခဏဖြစ်ခဏပြက်တာသိနေတဲ့ပုဂ္ဂိုလ်ကြတော့မြင်ပြက်ကြပြက်တည်သိနေတဲ့ပုဂ္ဂိုလ်ကြတာမျက်စိနဲ့အစင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါမှာမြင်တာသိလိုက်တာကကာယသတိပဋ္ဌာန်ခေါ်တယ်မြင်တာပြက်သွားတာသိလိုက်တာကကာယ နုပါဒနာခေါ်တယ်ကြားတာလေးသိလိုက်တာကကာယသတိပဋ္ဌာန်ခေါ်တယ်ကြားတာလေးပြက်သွားတာသိလိုက်တာကာယ နုပါဒနာခေါ်တယ်နာနာလေးသိလိုက်တာကကာယသတိပဋ္ဌာန်ခေါ်တယ်နာနာလေးပြက်သွားတာသိလိုက်တာကကာယ နုပါဒနာခေါ်တယ်စားတာလေးသိလိုက်တာကကာယသတိပဋ္ဌာန်ခေါ်တယ်စားတာလေးပြက်သွားတာသိလိုက်တာကာယ နုပါဒနာခေါ်တယ်ထိတာလေးသိလိုက်တာကကာယသတိပဋ္ဌာန်ခေါ်တယ်ထိတာလေးပြက်သွားတာသိလိုက်တာကကာယ နုပါဒနာခေါ်တယ်သိစိတ်ကလေးသိလိုက်တာကကာယသတိပဋ္ဌာန်ခေါ်တယ်သိစိတ်ကလေးပြက်သွားတာသိလိုက်တာကာယ နုပါဒနာခေါ်တယ်သမထတဲ့ဝိပဿနာတဲ့သမာဓိနဲ့ပညာတဲ့ကာယသတိပဋ္ဌာန်ကာယ နုပါဒနာတဲ့သမထဆိုတာမြင်တာလေးသိလိုက်တာကသမထလို့ခေါ်တယ်မြင်တာလေးပြက်သွားတာသိလိုက်တာကဝိပဿနာလို့ခေါ်တယ်ကြားတာလေးသိလိုက်တာကသမထလို့ခေါ်တယ်ကြားတာလေးပြက်သွားတာသိလိုက်တာဝိပဿနာလို့ခေါ်တယ်နာနာလေးသိလိုက်တာကသမထလို့ခေါ်တယ်နာနာလေးပြက်သွားတာသိလိုက်တာကဝိပဿနာလို့ခေါ်တယ်စားတာလေးသိလိုက်တာကသမထလို့ခေါ်တယ်စားတာလေးပြက်သွားတာသိလိုက်တာဝိပဿနာလို့ခေါ်တယ်ထိတာလေးသိလိုက်တာကသမထလို့ခေါ်တယ်ထိတာလေးပြက်သွားတာသိလိုက်တာဝိပဿနာလို့ခေါ်တယ်သိစိတ်ကလေးသိလိုက်တာကသမထလို့ခေါ်တယ်သိစိတ်ကလေးပြက်သွားတာသိလိုက်တာဝိပဿနာလို့ခေါ်တယ်အဲ့ဒီတော့တရားဓမ္မများသမထနဲ့ဝိပဿနာသမာဓိနဲ့ပညာတဲ့အဲ့ဒီတော့မဟာသောတာပန်တို့အသိအမြင်ကတော့မြင်တာသိလိုက်တာကသမာဓိမြင်တာပြက်သွားတာသိလိုက်တာဝိဇ္ဇာပညာတရား6ပေါက်ကအာယုံ6ပါးမြင်ပြက်ကြပြက်တဲ့သမထနဲ့ဝိပဿနာသီလရဲ့သမာဓိရဲ့ပညာရဲ့အဲ့ဒီလိုသိမှသာလေမဟာသောတာပန်ကြီးတည်ကြလိမ့်မယ်တရားဓမ္မများအဲ့ဒီတော့အခုမဟာသောတာပန်တို့အသိအမြင်ဟောကြားဆုံးမဩဝါဒပေးရတဲ့အာနိသင်တို့ကြောင့်အခုဂေါရမများစွာဘုရားသာသနာတော်ကြီးမှီတဲ့ချိန်ကယုံနာဖြစ်ပြက်သဘာဝသစ္စာမြင်ကြပြီးသီလသမာဓိပညာပြည့်စုံနိုင်ပြီးသစ္စာလေးပါးတရားတော်များကြီးရနိုင်တဲ့ကိုဖြစ်နိုင်ကြပါစေကုန်သောသတည်း